တိတကူဆရာတော်အရှင်ညာနိတ္တရဟာရွှေကျင်သာသနာပိုင်မှာရွှေကျင်သာသနာပိုင်ဆိုတဲ့အဆင့်ကဗုဒ္ဓဘာသာတမိုင်းမှာတော်တော်ကြီးတဲ့နေရာပါဒါကြောင့်တချို့ကတိတကူကိုဝေဖန်တဲ့အပေါ်မခံမရနိုင်ဖြစ်ပြီးတော့၅ပါးသီလတောင်မှလုံအောင်မထိန်နိုင်တဲ့သူတွေကတိတကူကိုဝေဖန်နေတယ်ဆိုပြီးတော့အပြစ်တင်ကြတာပါလူတွေကို၅ပါးသီလမလုံဘူးလို့ဆိုရတယ်အမှန်ပါတယ်လူထဲမှာ၅ပါးသီလကိုနေတိုင်းအစင်အမြဲလုံအောင်ထိန်နိုင်တဲ့သူဆိုတာကတော့ရှားပါလိမ့်မယ်ဒါပေမဲ့ပြန်မေးစရာရှိတာတခုကတိတကူဆရာတော်ကရော၅ပါးသီလကိုအမြဲနေတိုင်းလုံမာရလားမလုံပါဘူးတရားဟောနေနေတဲ့တောင်မှချင်းကိုဖြန့်ကနေရလိုက်တဲ့ဗီဒီယိုကလူသိရှင်ကြားထွက်ပေါ်ခဲ့ဘူးပါတယ်အခုတောင်တိတ်ထားတဲ့သူတွေရှိကြပါတယ်ဦးမယ်လူအများပြားသိကြပါတယ်ပြီးတော့တိတကူဆရာတော်ဟာမွတ်စလင်တွေကိုတတ်ဖို့ဖြတ်ဖို့ထောက်ခံအားပေးစကားပြောတယ်ဆိုတာတချို့ကမယုံနိုင်ကြတဲ့သူတွေရှိပါတယ်တကယ်တော့အဲ့ဒါဟာလျှို့ဝှက်ချက်မဟုတ်တော့ပါဘူးအငင်းပွားစရာအချက်လည်းမဟုတ်ပါဘူးသူကိုယ်တိုင်ကသူဟောတဲ့တရားတွေထဲမှာမကြာခဏထည့်ဟောလွန်းလို့လူအများသိနေကြပြီးသားပါတကယ်တော့မျက်စိစုံမိတ်ညင်နေကြတာဟာမယုံကျင်ကြလို့ပါမယုံရဲကြလို့ပါတိတကူဆရာတော်ဟာဘလောက်အထိတောင်မှပြောတယ်လဲဆိုရင်ရိုဟင်ဂျာတွေ200လောက်ပဲတည်တာဘာမှလူမျိုးမတုံးဘူးလူမျိုးတုံးမှုအဝေးကြီးရှိသေးတယ်လို့တောင်မှပြောပါတယ်ဒါအပြင်တိတကူဆရာတော်ဟာကြေးကလားတွေကိုတတ်တာငရဲမကြည့်ဘူး၅ပါးသီလမလုံတဲ့လူတွေကိုတတ်တာဟာငရဲမကြည့်ဘူးလို့လူသိရှင်ကြားဟောပြောခဲ့တဲ့သူပါအဲ့ဒါလို့ဟောပြောတာဟာတစ်ချိန်လည်းမကပါဘူး online မှာအခုရှာကြည့်တာတောင်မှဗီဒီယို2မျိုးအခုထိတွေ့နေရပါသေးတယ်ညတကောင်ရအိမ်မပြောဘူးဘာဖြစ်လဲလို့ဆိုတော့ငါတတ်လိုက်တာစံကြယ်ပဲခြေကလာတမဲတွေတန်ပေါင်းများစွာသိသွားတယ်အဲ့ဒီအကုသိုလ်ကြီးအတွက်တော့ငါပဲလေးပါးမှာခံရတော့မှာပဲစိတ်ပန်းစစ်တယ်လို့ပန်းတာကတစ်မျိုးနိုင်ငံပြန်လေးထူထောင်မှုပန်းတာကတစ်မျိုးတမဲရံကိုတွန်းလှန်ပြီးတော့တကကာကွယ်ဖို့ရံပင်မနာတစ်မျိုးအကုသိုလ်ကိုတွေးပြီးတော့ပင်မနာတစ်မျိုးသန်းပေါင်းများစွာသိသွားတဲ့စစ်ပွဲကြီးတို့အဲ့ဒါပူပန်နေတာကိုတောမှာတောင်မှာနေတဲ့အဘိဓိယတဲ့ယဟန္တာကြီးတွေကသိတော်မူသွားတယ်တဲ့ဘယ်သူတွေယဟန္တာကြီးတွေကမင်းကြီးကိုအမြဲတမ်းကြည့်ရှုစောင့်ရှောက်နေတယ်ဆိုတာနားလည်ရမယ်နော်ယဟန္တာကြီးတွေရဲ့မေတ္တာကိုကောင်းကောင်းကြီးရတယ်သိတော်မူသွားတဲ့အတွက်ကြောင့်ယဟန္တာကြီး10ပါးသကောင်ရန်ကြွလာတယ်နန္ဒဘောကတက္ကသကိုတကားဖွင့်ခိုင်းတယ်ဘသူလဲတန်ဃာတော်မြတ်မင်းကြီးကိုတရင်ပုတ်ဖွင့်ပေးလိုက်တန်ဃာတော်တွေဝင်သွားတယ်